Chelsea အသင်းဒီနေ့ top 4ဝင်မလားဆိုတာလည်းကျွန်တော်တို့ကတော့ပြောမလို့မဝင်နိုင်ဘူးလို့တော့ကျွန်တော်ထင်တယ်ဒီလူရင်အားဖြစ်တင်းပုံတွေကတော့မဝင်နိုင်ဘူးကျင်းတည်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာ The Soccer Speed ရဲ့ Football Channel နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Chelsea အသင်းကဒီနေ့ Premier League မှာ top 4ပြန်ဝင်နိုင်မလား Premier League Champions ကိုပြန်ပြီးချိန်ချောက်နိုင်မလားဆိုတော့ကျွန်တော်အကောင်းဆုံးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူကြည့်လိုက်ကြအောင်ဗျာလက်ရှိမှာတော့ Chelsea အသင်းကိုတော်တော်များများပြောလို့သူ့ရဲ့ fan တော်တော်များများအားမရတဲ့အနေအထားမှာတော့ရှိနေရပါတော့Chelsea အသင်းရဲ့လက်ရှိမှာခေါ်နေတာလူငယ်တွေပဲခေါ်များတဲ့ပုံစံတွေလည်းဖြစ်နေရပေါ့ Chelsea အသင်းကပြောမှဆိုအရင်တော့ Arsenal ဖြစ်တယ်လို့မျိုးပဲဗျာပြောမှဆိုတမလား1တန်းနဲ့2တန်းနဲ့3တန်းနဲ့4တန်းနဲ့5တန်းနဲ့10တန်းနဲ့အဲ့လိုပုံစံမျိုးလေးလိုက်ကောက်နေတဲ့အနေအထားမျိုးလေးတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့လက်ရှိမှာလည်း Chelsea အသင်းကအဲ့လိုလိုက်ကောက်နေတော့လေဟိုလူငယ်တွေပဲကောက်နေတာ19 20တန်းလေးပေါ့နော်အဲ့လိုကောက်နေလို့အသင်း fan တွေတော်တော်များများဘာလို့လူငယ်တွေပဲလိုက်ဝင်နေရလဲ experience ရှိရကစားသမားတွေမဝယ်နိုင်တော့ဘူးလားမဝယ်ဘူးလားပြောနေလို့လားမသိဘူးဒီဘုတ်အဖွဲ့ကလက်ရှိမှာဟိုတင်းထွက်နေတဲ့ကစားသမားဒီဟန်ဒါဆင်နဲ့ဗျာစဉ်းစားကြည့်အောင်လုံးဝအသက်အရွယ်လည်းကြီးနေပြီ experience ဖြစ်ုံနဲ့မကောက် expert တိတ်ပါလုံးနေနောက်တစ်ယောက်တင်းထွက်တာ Brighton Weber ပေါ့နော် Danny Weber ကလည်းလုံးဝစဉ်းစားကြည့်ဗျာကျွန်တော်တို့ဒီ Arsenal တို့ပါ82တွေဖြစ်ကြတဲ့စဉ်းစားကြည့်ကြားလာပြီဖြစ်တဲ့ကစားသမားတစ်ယောက်ဒါကြီးကို expert တိတ်လုံးနေတဲ့ကစားသမားတစ်ယောက်ကို Chelsea အသင်းကခေါ်ဖို့လုပ်အဲ့တော့ဘုတ်ဘွဲက Chelsea fan တွေကိုရွက်နေရလားလို့တော့ကျွန်တော်တို့ထင်မိရဲ့ဒါမှမဟုတ်လဲBrighton ကလူတွေကိုအမြဲခေါ်နေကြtheory ကိုပြန်သုံးနေရလားတော့မသိဘူးပေါ့နော်ဒီ Graham အရင်တော့ဆိုရင်ပူတော်ကျန်းတယ်Brighton နီးပြ Graham Potter တွေပါတော့ခေါ်ပြတာပေါ့နော်အဲ့နှစ်ကတော့တော်တော်ကျန်းတယ်ရှိသမျှ Brighton ကစားသမားတွေလည်းခေါ်တယ်နီးပြလည်းခေါ်တယ်ဒါမဲ့ဒီနှစ်မှာဒါမှမဟုတ်လဲ Brighton နဲ့တွေ့တိုင်းဂိုးသွင်းခံနေရလို့ Brighton ကောင်ဟောဝယ်ဖို့ကြိုးစားနေရလားဒါတွေတော့မသိဘူးပေါ့နော်လက်ရှိမှာတော့ Chelsea အသင်းရဲ့လူဝင်အားဖြစ်တည်မှုကိုကြည့်ပြီးတော့ Chelsea fan တွေအနေနဲ့အတော်လေးအားမလို့အားမရဖြစ်နေတဲ့အနေအထားမှာလည်းရှိရပေါ့နော်လက်ရှိ Chelsea အသင်းခေါ်ထားတဲ့လူစင်းတွေကိုကျွန်တော်ဒီ transfer market က update လူစင်းလေးတွေကိုလက်ရှိ Chelsea လူရန်တော့မပါဘူးပေါ့နော်လူရန်အနေနဲ့ပြန်လာတဲ့ကစားသမားတွေတော့မပါပဲ Chelsea အသင်းအသစ်ခေါ်ထားတဲ့ကစားသမားအချို့ရဲ့ကျွန်တော်ဟိုသူတို့ရဲ့ခြေစွမ်းခြေသားတွေကိုကျွန်တော်သုံးသပ်ပြီးတော့ rating လေးတစ်ချက်ပေးကြည့်လိုက်ကြအောင်ဗျာကဲကြည့်လိုက်ကြအောင်Chelsea အသင်းခေါ်တာလက်ရှိကျွန်တော်တို့နီးပြစလိုက်ပါဘောနော်နီးပြစမယ်ဆိုရင်ဇာဗီလွန်ဆိုရဲ့လက်ရှိခေါ်ယူမှုကတော့ကောင်းတယ်လို့ပြောလို့ရတယ်ဇာဗီလွန်ဆိုကပွင့်လင်းပြောရမယ်ဆိုရင်ဒီဘွန်ဒက်လီဂါတို့ပါအောင်မှာဆိုလဲဒီအမှတ်ပေးစရာကိုတွားတဲ့ပုံစံမျိုးဟိုမှာဆိုရင်တော့ကောင်းတဲ့နီးပြတစ်ယောက်လို့ပြောလို့ရတယ်ပြောရတန်လည်းမှန်တယ်ဒါကြောင့်ကျွန်တော်ကတော့ပြောလို့ဟိုအသင်းကိုပြန်တီဆောက်တဲ့အချိန်မှာဇာဗီလွန်ဆိုခေါ်တာတော့ကျွန်တော်ကတော့ကောင်းတယ်လို့ထင်မိရဲ့ rating ရသတ်မှတ်ရမယ်ဆိုရင်ဒီခေါ်ယူမှုကိုကျွန်တော်ကတော့အနည်းဆုံးဒီဟိုပါပေါ့8လောက်ထိတော့ပေးခြင်းတယ်ပေါ့နော်ကဲနောက်တစ်ယောက်ပေါ့နော်ဒါနီးပြပြီးတော့ကျွန်တော်ကစားသမားပေါ့မော်ဂန်ရိုဂျာပေါ့နော်သူ့ကိုပေးရတော့ယူရို138တန်းလောက်ပေးရတယ်သူ့ရဲ့ခေါ်ယူမှုရဲ့အနေအထားကိုကြည့်ရမယ်ဆိုသူ့အသက်တော့23နှစ်အများကြီးတော့လုံးပြနိုင်တယ်ဒါပေမဲ့သူ့ရဲ့ဘေးမှာလုံလောက်တဲ့ပတ်မိုးမှုတွေရှိနိုင်မလားဆိုတာကျွန်တော်တော့မသိကြဘူးဒါကြောင့်ကျွန်တော်ကတော့သူ့ရဲ့ခေါ်ယူမှုကို rating ပေးရမယ်ဆိုတော့ကျွန်တော်8လောက်တော့ပေးခြင်းတယ်ဒါပေမဲ့ဈေးရတော့များတယ်ဒါမဲ့8လောက်တော့ပေးလိုက်ပါမယ်။ဘာဖြစ်လို့လဲဆိုသူကအသက်23နှစ်ကစားသမားတစ်ယောက်လည်းဖြစ်တယ်။တက်တည်ပြပြီးသား Premier League မှာတက်တည်ပြပြီးသားကစားသမားတစ်ယောက်လည်းဖြစ်တယ်ပေါ့နော်။ကဲနောက်တစ်ယောက်ကျွန်တော်ကြည့်လိုက်ကြအောင်ပေါ့နော်။နောက်တစ်ယောက်ကတော့ကျွန်တော်တော့ဒါတိတ်မကြဘူးပြပြောမာကိုပါလက်စထရာတဲ့အတလန်တာကနေပြီးတော့ဒီChelsea အသင်းကခေါ်တာပေါ့နော်။ယူရို58တန်းထိပေးရတယ်ပေါ့နော်။သူ့ကိုဘာလို့ယူရို58တန်းလောက်ထိပေးရလဲကျွန်တော်နားမလဲဘူး။အသက်ကလည်းစဉ်းစားကြည့်ဗျာ။ဒီမှာကြည့်အောင်အသက်ကလည်းဒီအဲ့လောက်ကြီးဟိုပြော experience ရှိတဲ့အသက်အရွယ်လည်းမဟုတ်သေးဘူး21နှစ်ပဲရှိသေးတယ်နောက်ပြီးတော့ Atlanta မှာလည်းအဲ့လောက်ကြီးလောက်လာခြေစွမ်းပြနိုင်တဲ့အနေအထားဒီမှာလည်းမပါသေးဘူးလို့ကျွန်တော်ထင်မိတယ်တော်တော်များများတော့ပြောလို့ဟာဒါကတော့လူငယ်ခြေတက်လေးမှုလို့ဒီလောက်ပေးရဒါပေမဲ့ကျွန်တော်တော့ဒီပြောင်းရွှေ့မှုကအသင်းကိုအရင် effective ဖြစ်မယ်လို့တော့မထင်ဘူးအချိန်ပေးရမယ့်အပြောင်းရွှေ့တစ်ခုဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တော့ rating ရဒီပြောင်းရွှေ့ကိုဈေးရအောင်အနေထားရအောင်သုံးသပ်မယ်ဆိုတော့ကျွန်တော် rating အနည်းဆုံးဒီပြောင်းရွှေ့မှုကျွန်တော်တော့ 7.5 လောက်ပဲပေးခြင်းတယ်ပြောလို့ 7.5 လောက်တော့ကျွန်တော်မပေးခြင်းဘူးပေါ့နော်7လောက်ထိပဲပေးခြင်းတယ်ပေါ့နော်နောက်တစ်ယောက်ကျွန်တော်ကြည့်လိုက်ကြအောင်နောက်တစ်ယောက်ကတော့သူတို့ Chelsea ခေါ်တာကစားသမားတွေကတော့လုံးဝနာမည်ခေါ်ခတ်တဲ့လူတွေလားမသိဘူးပေါ့နော်Giovanni Conta ပေါ့နော်Sporting Lisbon ကနေခေါ်ထားတယ်ပြောင်းရွှေ့ကြီးကဒီယူရိုဒီ50တန်း90လောက်ထိပေးရတယ်ပေါ့အသက်19နှစ်ပဲရှိသေးတယ် Chelsea ကဘာလို့အဲ့လောက်ကြီးဒီအသက်ငယ်တဲ့ကစားသမားတွေကိုပြန်စုစည်းပြီးတော့ပြော league ဟိုဒီ Premier League Champions စုပြန်ရအောင်လုပ်နေရလားတော့မသိဘူးဒါပေမဲ့အကောင့်လေးကတော့ဒီခုနကဟို Morgan ကတော့ EM ပဲခုနကကျွန်တော် Marco Palestra right back ဒီခုနဒီထပ်ပြောမယ်ဒီ Giovanni Conta ကတော့ဒီ right winger ပေါ့နော် right winger ပေါ့ right winger တယောက်ကိုအဲ့လောက်ကြီးပေးပြီးဝယ်တာ Chelsea အတွက်တော့နည်းနည်းလေးတော့စွန့်စားကြတယ်လို့ထင်တယ်ကျွန်တော်တို့ဒီအပြောင်းရွှေ့ rating ရတတ်မှတ်မယ်ဆိုရင်ကျွန်တော်ခုနကလိုပါပဲ7လောက်ပဲပေးခြင်းတယ်ပေါ့နော်ကဲနောက်တစ်ယောက်ကျွန်တော်ကြည့်လိုက်ကြအောင်
နောက်တစ်ယောက်ကတော့ဒီ center forward ပေါ့နော်တိုက်စစ်အတွက်သူဝယ်တယ်Emmanuel Imaga ပေါ့နော်ဒီ Strasbourg အတင်းကနေသူဝယ်ထားတယ်ယူက25.30 တန်းပေါ့နော်အဲ့ဒီပေးရတယ်အသက်ကတော့23နှစ်ဒါမဲ့ပြောမလို့အဲ့လို Chelsea ဆိုတာအဲ့လိုဟာမျိုးလိုက်ဝင်နေရမယ်အနေဒါမဟုတ်ဘူးလို့ကျွန်တော်တို့ထင်တာပဲပေါ့နော်ဒီပြောင်းရွှေ့မှုကျွန်တော်အနေနဲ့သတ်မှတ်ရမယ်ဆိုရင်အနည်းဆုံး rating 6.5 လောက်ဒီပဲပေးချင်ပါတယ်ဗျာကဲနောက်တစ်ယောက်ကျွန်တော်ကြည့်လိုက်ကြအောင်နောက်တစ်ယောက်ကကျတော့ left back ပေါ့နော် left back တင်တာတဲ့ကိုရင်တီယန်အတင်းက Brazil club ကိုရင်တီယန်အတင်းကပေါ့နော်ပြောလို့ယူရို10 တန်းလောက်ပဲပေးရတယ်အသက်က18နှစ်ပဲကြီးသေးတယ်ဒီပြောင်းရွှေ့မှုတော့ကျွန်တော်ကတော့ပြောလို့နည်းနည်းလေးနဲ့လည်းကောင်းရမယ်လို့ထင်မိမဲ့လေဒါမျိုး Chelsea ကဒါမျိုးဝယ်နေရမယ့်အနေအထားမဟုတ်ဘူးထင်တဲ့အတွက်ကျွန်တော်တို့ဒီပြောင်းရွှေ့မှုကိုChelsea အသင်းအတွက်ပေးရ rating ပေးရမယ်ဆိုရင်အနည်းဆုံးကျွန်တော်6လောက်ထိပဲပေးခြင်းတယ်ပေါ့နော်ကဲနောက်တစ်ယောက်ကျွန်တော်ကြည့်လိုက်နောက်တစ်ယောက်ကတော့ center forward ပေါ့နော်နာမည်က Dustin Server ဒီ Current MRD အသင်းကခေါ်ထားရပေါ့နော်ယူရိုကစဉ်းစားကြည့်ဦး2.40 တန်းဒီပဲပေးရ2 တန်းကျော်လောက်ပဲ3 တန်းတော့မပြည့်ဘူးပေါ့နော်အသက်က18နှစ်ကျွန်တော်အနေနဲ့ဒီပြောင်းရွှေ့မှုကတော့အဲ့လောက်ကြီး rating မပေးချင်ဘူးအနည်းဆုံး5လောက်ထိပဲပေးချင်တာဒါဖြစ်တော့မှမဖြစ်တော့ဘူးဆိုတာကျွန်တော်တို့အနေနဲ့လည်းကြိုမသိဘူးပေါ့နော်လက်ရှိChelsea ခေါ်ထားတဲ့အနေထားတော့ဒါကျွန်တော်ဒီ transfer market ကလက်ရှိအင်ထားတဲ့အနေထားပေါ့နော်အဲ့အောင်လူတိုင်းတော့ကျွန်တော်မထည့်ထားဘူးဒါကိုကြည့်ရမယ်ဆိုရင် Chelsea အသင်းရဲ့အနေထားမဟုတ်ဘူးကျွန်တော်တော့ထင်မိရဲ့Chelsea အသင်းလုံးနေတဲ့ပုံစံကဒါမျိုးမဖြစ်သင့်ဘူး Chelsea အသင်းကကျွန်တော်ဒီ2000ဒီပေါ့နော်2000ဒီ15 16တုန်းကချီနီမကောင်းခဲ့တဲ့အချိန်တုန်းက2016 19တို့ဘာလို့မှာသူ့အနေနဲ့ချီနီကောင်းအောင်လူတွေပြန်ဝယ်တယ်ချန်ပီယံလိမဝင်တဲ့အတွက်သူ့အနေနဲ့ပရီးမီးယားလိချန်ပီယံဆုကိုပြန်ပြီးရအောင်ယူတဲ့အနေအထားရလည်းရှိတယ်ဒါပေမဲ့ဒီနှစ်ကတော့ဒီလိုလူဖြည့်ပုံတွေကတော့ပြန်ပြီးဖြစ်လာနိုင်တဲ့ပရီးမီးယားလိချန်ပီယံဆုကိုပြန်ပြီးယူနိုင်တဲ့အနေအထားဖြစ်လာနိုင်တဲ့အသင်းတစ်သင်းလို့တော့ကျွန်တော်တို့မသတ်မှတ်ချင်ဘူးနောက်ပြီး Chelsea အသင်းဒီနှစ် top 4 ဝင်မလားဆိုတာကလည်းကျွန်တော်တို့ကတော့ပြောမလို့မဝင်နိုင်ဘူးလို့တော့ကျွန်တော်ထင်တယ်ဒီလူဝင်အားဖြစ်တင်းပုံတွေကတော့မဝင်နိုင်ဘူးကျင်းတည်ရဘာဖြစ်လို့လဲဆိုပရီးမီးယားလိဒီချန်ပီယံဆုအတွက်အာဆင်နယ်ကလည်းလက်ရှိမှာတော့နှီးတယ်ဆိုမဲ့လည်းတက်တိုင်းတော့ပြန်ဖြည့်မှာပဲမန်ယူတော်မှအမှန်တမ်းပြောရင်ကွင်းလေတွေပါဖြည့်တာရှယ်ပဲတော့ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ Chelsea ကိုတိတ်မတင်ဘူး Chelsea အတွင်းကအမှန်တမ်းပြောရမယ်ဒီ Roman Abramovich လက်ထက်တုန်းကဆိုရင်တနေ့ချင်းမကောင်းရင်နောက်နေ့မှာ star player တွေနဲ့ရအောင်ပြန်ဖြည့်တဲ့အသင်းမျိုးဗျာဥမာ Real သွားနေတဲ့ပုံစံမျိုးပေါ့ Real ဆိုရင်အခုဒီမနစ်ကချင်းမကောင်းဘူးဒီနေ့သူတို့ရအောင်ပြန်ဖြည့်တယ်နီးပြတွေကအစလုံးဝခေါ်တယ်ကစားသမားတွေရအောင်ခေါ်တယ်ဝင်ငွေတွေတုံးတယ် Chelsea ကဘလို့ဖြစ်သွားလဲဆိုတော့ဒီရိုမန်ရုရှားတတိပြီးသွားတဲ့နောက်ပိုင်းမှာပေါ့နော် Chelsea အသင်းအနေနဲ့ဘန်နာကြီးကဘလို့တွေသွားနေလဲတော့မသိဘူး Chelsea အသင်းသွားနေပုံစံကတော့တိတ်ပြီးတော့မကြိုက်ဘူးဘာဖြစ်လို့လဲအလဲလက်အသင်းတင်းသွားနေတဲ့ပုံစံမျိုးနဲ့သွားနေရတော့တွေ့ရတယ်စပါးဆိုရင်တော့မှဗျာစပါးအချိန်ကြီးမကောင်းဒီနေ့မှာစပါး share ပြန်ဖြည့်တာ Chelsea အသင်းအဲ့လောက်ကြီးဒီနေ့မှာပြန်ဖြည့်ထားတဲ့အနေအထားတွေတော့မတွေ့ရဘူးကျွန်တော်ကသုံးသပ်ရမယ်ဆိုရင်တော့ Chelsea ကဒီနေ့မှာPremier League Champions ဆုကိုကျွန်တော်ရဖို့မပြောနဲ့တော်4ဝင်မှုတော့တော်တော်လေးခက်ခဲဦးမယ်လို့ကျွန်တော်ကထင်တယ်။နဲတော့ Chelsea ဝင်မယ်ဆိုရင်တော့အနည်းဆုံး6 7 8လောက်ပဲကျွန်တော်တို့သွားမယ်လို့ထင်မိပါတယ်ဗျာ။ကဲအခုလိုသုံးသပ်ချက်ကောင်းလေးတွေကိုအများကြီးကြည့်ရှုနိုင်မှုဆိုရင်တော့ကျွန်တော် The Soccer Space ရဲ့ Football Channel ကို Like Subscribe လုပ်ထားဖို့လည်းမမေ့ကြနဲ့ဦးနော်။နောက် season တွေမှာပြန်တွေ့ကြမယ်။